လက်မပွဲတော့ညစာစာပွဲမှာရက်ဆက်တဲ့ဧကရရှိထွက်ပြီးဖြုတ်ပြဖို့ကျမအခေါ်ခံလိုက်ရတယ်ပြီးတော့အခြေအနေကိုဟန်ချက်ညီအောင်ဝိုင်ကွက်မြောက်ပြီးဂါရောပြုခါနီးမှာပဲဧကရရဲ့စိတ်ထဲကအတန်ကိုရုတ်တရက်ကြားလိုက်ရတာနောက်ထပ်ဝိုင်ကွက်မြောက်တာပဲကိုလုတ်တော်တွေအားလုံးကလာပြီးဂါရောပြုနေကြပြန်ပြီကျမတညလုံးဘာမှမစားရသေးပဲဝိုင်တွေကြီးပဲတောက်နေရတယ်ညီတို့တွေဘာလို့အသေးမတောက်ကြတာလဲမကြခင်ဒီနေရာကလူတွေအကုန်လုံးကိုငါခေါင်းဖြတ်တတ်ဖြစ်မယ်ကျမလက်တွေတုံပြီးဝိုင်တွေအကုန်လုံးနီးပါဖိတ်ကြကုန်တော့တာပဲဒါနဲ့ဝိုင်ကွက်ကိုချပြီးယူလာတဲ့အစားတောက်ဘူးလေးကိုကိုင်းတာခါလေးကိုင်းပြီးရှေ့ကိုတိုးသွားလိုက်တယ်ကျမကတချင်းဆိုတာရောကတာရောတခုမှမတော်ပါဘူးဟင်းချက်တာတခုပဲတက်တာပါချုံမြိန်နဲ့ဝိုင်းနဲ့လှုပ်ထားတဲ့ဒီထန်ရွံကခနာကိုကိုရွေးထွေးစေလို့အရှင်မင်းကြီးငင်းရှက်စွာသုံးဆောင်ပေးပါမိမဆိုးကြီးကအချက်ပြတာကိုနားလည်ပြီးအစားတောက်ဖို့ကိုယူကားအစိတ်ရှိမရှိငွေအပ်နဲ့စမ်းသက်ပြီးမှဧကရမင်းရှိကိုဆက်တက်လိုက်တယ်အရှင်မင်းကြီးသုံးဆောင်တော်မူပါဂျူလီရဲ့အေးဆက်လာတဲ့မျက်ဝန်းတွေကအငွေ့တစ်ထောင်ထောင်ထားနေတဲ့ထန်ရွံပကံလုံးစီရောက်သွားတယ်သူကဘာကိုမှစိတ်မပါတလို့မျိုးနဲ့လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ကျမလည်းခေါင်းလေးငုံပြီးမတ်တက်ရက်ကသူ့ရဲ့စကားကိုစောင့်နေတော့မှပဲကိုလုတ်တော်လေးရဲ့လှောင်ပြောင်းတရောတန်ထွက်လာခဲ့တယ်နန်းတော်ထဲမှာဧကရမင်းကိုကစားဖို့အတွက်တော်ဝင်မိဖို့ကြောင့်ရှိပြီးသားပဲဥစားကိုလုတ်တော်ရန်ကမျက်နှာလှုပ်ချင်လို့ဒီဟင်းပွဲတွေကိုယူလာတာလားစပွဲဝိုင်းမှာတိုးတိုးတိတ်တိတ်ရဲတံတွေထွက်လာကြတယ်သူတို့အားလုံးကကျမကိုမနာလိုတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်နေကြတယ်ဂျူလီရဲ့အဆောင်တော်ထဲမှာအာနာရှိတဲ့မိသားစုကြီးတွေကလာတဲ့ကိုလုတ်တော်တွေကြီးပဲပြည့်နေတာအဲ့ဒီထဲမှာကျမတယောက်တည်းပဲဘာလောက်ခံမှမရှိပဲကံကောင်းပြီးရောက်လာတာပေါ့ဒါအပြင်ဂျူလင်းကလည်းတိုင်းပြည်ရေးရာတွေနဲ့ပဲဆိတ်ရှုပ်နေပြီးအဆောင်တော်ဘက်ကိုခြေဦးတောင်မလဲဘူးဒီတော့ဒေါသထွက်နေတဲ့ဒီအမျိုးသမီးတွေဟာသူတို့နှိပ်စက်ဖို့အတွက်ကန်ဆုံမတယောက်ကိုဝိုင်းရွေးလိုက်ကြတာပေါ့အဲ့ဒီကန်ဆုံမကလည်းအခြားသူမဟုတ်ပဲကျမဖြစ်နေတာလေဒီနေ့မှာတော့ဧကရရဲ့အာယုံဆိုင်မှုကိုခံရဖို့အတွက်သူတို့အားလုံးကသူတို့ရဲ့အစွမ်းစားတွေကိုအစွမ်းကုန်ထုတ်ပြထားကြတာဒါပေမဲ့ဘယ်သူမှဂျူလင်းရဲ့အကြည့်ကိုနှခါမရခဲ့ကြပါဘူးသူတို့ကိုယ်တိုင်လည်းဘာမှမထူးကြတော့ကျမပို့ပြီးအဆက်ကွဲမဲ့အခြေအနေကိုပဲစောင့်ကြည့်နေကြတာပေါ့ကျမအဲ့ဒီနေရာမှာကြောင်အန်းနဲ့ရက်နေတော့ဂျူလင်းရဲ့စိတ်ထဲကအတန်ကိုနောက်တစ်ချိန်ကြားလိုက်ရပြန်တယ်အဲ့ဒီအတန်ကြောင့်ကျမနားစီတွေတောင်ကွဲထွက်မတက်ခံစားလိုက်ရတယ်ဒါကပါဆက်ထဲခဲ့ပြီးမမျိုးချခင်တေချာဝါစားရတဲ့ပူပူနွေးနွေးအစားအစာပဲဒါဆိုဒီကဘာပေါ်မှာပူပူနွေးနွေးအစားအစာဆိုတာရှိသေးတာပဲပေါ့ဒါဆိုရင်တော်ဝင်မီးဖို့ကြောင့်ကပေးတဲ့အေးဆက်ဆက်ဆန်ပြုတ်တွေနဲ့ဟင်းဒီဟင်းရွက်တွေကပါလဲဒီမုံကအဲ့ဓာတွေထက်အစာပေါင်းထောင်ချီတာပါလေနန်းတော်တစ်ခုလုံးမှာဒီမိန်းကလေးတစ်ယောက်ပဲအမြင်ရှိပြီးငါ့အတွက်အစားတောက်ယူလာပေးတတ်တာသူကဘာတူလဲနန်းတော်ထဲမှာကိုလုတ်တော်ရန်ဆိုတာရှိမှန်းငါပါလို့မမှတ်မိရတာလေအကယ်၍သူ့ရဲ့စိတ်ထဲကအတွေးတွေကိုသာကျမမကြားခဲ့ရရင်သူ့ရဲ့အပြင်ပန်းပုံစံကိုတကယ်လို့ယုံမိသွားမှသိချတယ်ကျမခေါင်းမောက်ကြည့်ချင်တဲ့စိတ်ကိုအောက်အေးထားပြီးမျက်မှောင်ကျုပ်ကစဉ်းစားလိုက်တယ်ဒီဧကရစ်ကတကယ်ကိုစိတ်ကူးရခတ်တာပဲဂျူလင်းကထန်ရွံကိုနည်းနည်းလောက်မြည်ဆန်းကြည့်လိုက်တယ်သူကအေးဆက်ဆက်အကြည့်တိုင်းပဲဇုံးကိုပြန်ချလိုက်ပြီးတီတီငိမ့်ငိမ့်နဲ့သုံးသက်ချက်တစ်ခုပေးလိုက်တယ်မစိုးပါဘူးကျမလည်းကျေးဇူးတင်စကားဆိုဖို့ဦးညွတ်လိုက်တယ်ကျေးဇူးတင်ပါတယ်အရှင်မင်းကြီးဒါပေမဲ့စိတ်ထဲကနေတော့တိုးတိုးတိတ်တိတ်ရေရွတ်လိုက်မိတယ်ဆက်ပြီးတော့ဟန်ဆောင်နေလိုက်အောင်မစိုးပါဘူးဟုတ်လားခုနလေးတင်မဲ့စိတ်ထဲကနေဘသူကအသားကုန်ချီးကျူးနေလည်းမသိဘူးဒီဝိထုစာအုပ်ထဲကိုရောက်လာတဲ့ကကျမလည်းကောင်းကောင်းမစားရကောင်းကောင်းမအိပ်ရသေးဘူးကံကောင်းတာကဟင်းချက်တက်လို့သာကိုယ့်ရဲ့လဆင်လာစာကိုမိဖို့ကြောင့်တေးသေးလေးထဲမှာအကုန်ကြခံပြီးဗိုက်ဖြစ်နေရတာဒီနေ့ညစာစပွဲမှာလည်းစိတ်ကြိုက်စစားရမှာမဟုတ်မှန်းကျမကြိုသိနေတာပေါ့ဒါကြောင့်မို့လို့ချုံမြိန်နဲ့ဝိုင်းနဲ့လှုပ်ထားတဲ့ထိုင်ရန်တွေကိုပကံအပြည့်ပြင်ဆင်လာခဲ့တာအခုတော့အဲ့ဓာတွေအကုန်လုံးကဧကရရဲ့ဗိုက်ထဲကိုရောက်သွားရပြီလေ